မင်္ဂလာပါခင်ဗျာစိုင်းတစ်ဆိုင်မှာအဝယ်စီးရင်နဲ့ legend stock မကြိုက်တာပစ္စည်းစီးရင်ရှုပ်ထွေးတာတွေကဆိုင်ရှင်တွေအတွက်အမြဲကောင်းခဲ့ရတဲ့ကိစ္စပါဒီနေ့မှာတော့ K9 POS ရဲ့ကုန်ပစ္စည်းစီမံခန့်ခွဲမှုစနစ်ကနေကိုယ်ဆိုင်ကပစ္စည်းတွေကိုစနစ်တကျဘယ်လိုထိန်းချုပ်မလဲဆိုတာရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးဆိုင်မှာရောင်းမဲ့ပစ္စည်းအသစ်တွေကိုထည့်သွင်းဖို့အတွက် plus ကုန်ပစ္စည်းအသစ်ကိုနှိပ်ပြီးကုန်ပစ္စည်းအမည်အမျိုးအစားနဲ့ရောင်းချမဲ့ unit ဥပမာအထည်ခုကတ်တွေကိုအလွယ်တကူရွေးချယ်နိုင်ပါတယ်ဒီနေရာမှာအရေးကြီးတာကဝယ်ဈေးနဲ့ရောင်းဈေးကိုတစ်ခါလေးသတ်မှတ်ပေးရမှာဖြစ်ပါတယ်ဒါမှသာနောက်ပိုင်းရောင်းစည်းရင်ထွက်တဲ့အခါအရှုံးမြတ်ကိုစနစ်ကတိတိကျကျတွက်ချက်ပေးနိုင်မှာပါခင်ဗျာလုပ်ငန်းရှင်အများစုမေးလေးရှိတာကပစ္စည်းအရေးအတွက်တွေကိုဒီတိုင်းစိတ်ကြိုက်ပြင်လို့ရသလားဆိုတာပါK9 POS မှာတော့ပစ္စည်းပြောက်တာစီးရင်လိမ်တာမျိုးလုံးဝမရှိအောင် stock အရေးအတွက်ကို purchase အဝယ်စီးရင်သို့မဟုတ် supplier ထံမှကုန်ပစ္စည်းသွင်းခြင်းကနေပဲတရားဝင် control လုပ်ပြီးတိုးပေးရတာဖြစ်ပါတယ်။ဘယ် supplier စီကနေဘယ်နည်းမှာပစ္စည်းအရေးအတွက်ဘယ်လောက်အဝယ်စီးရင်သွင်းလိုက်တယ်ဆိုတာကိုဒီကနေတိတိကျကျစီးရင်သွင်းရတာဖြစ်လို့မိမိဆိုင်ရဲ့ stock ကဝင်ထွက်ဟာလုံးဝအမှားယွင်းမရှိစနစ်တကျရှိနေမှာဖြစ်ပါတယ်ဗျာ။ဒါတင်မဲ့လားဆိုတော့မဟုတ်သေးပါဘူးခင်ဗျာ။ကိုယ်ဆိုင်ကပစ္စည်းတွေမှာ barcode မပါရင်တော့ K9 POS ကနေ auto barcode ထုတ်ပေးပြီး barcode print ကိုနှိပ်ပြီးချက်ချင်းစတစ်ကာထုတ်ကပ်လို့ရပါတယ်။အထူးခြားဆုံးကတော့ barcode စာရွက်ပေါ်မှာ retail လက်လီဈေးတည်တံ့ပြမလား wholesale လက်ကဈေးပါတွဲပြမလားဆိုတာကိုပါစိတ်ကြိုက်ဒီဇိုင်းရွေးချယ်ပြီး print ထုတ်နိုင်တာပဲဖြစ်ပါတယ်။ဒါအပြင်ဆိုင်မှာပစ္စည်းပြတ်တော့မယ်ဆိုရင်လည်းစနစ်ကနေအလိုအလျောက်အနီရောင် highlight နဲ့သတိပေးချက်ပြပေးနေမှာမို့ပစ္စည်းပြတ်လက်ပြီးအယောင်းဝယ်ထိခိုက်မဲ့ဒုက္ခကနေကာကွယ်ပေးထားပါတယ်ခင်ဗျာ။ stock စီးရင်ကိုအဝယ်ပိုင်းကနေလုံခြုံစိတ်ချစွာထိန်းချုပ်ပေးနိုင်တဲ့ K9 POS စနစ်ကိုအသုံးပြုပြီးကိုယ်ဆိုင်ကိုစနစ်တကျကင်တွယ်ခြင်းနဲ့ဆိုရင်တော့အခုပဲ https://portal.k9dg.com မှာဝင်ရောက်ပြီး demo version ကိုအခမဲ့စမ်းသပ်တောင်းဆိုနိုင်ပါတယ်ခင်ဗျာအသေးစိတ်ကို page chat box or telegram ai bot @k9techvilla_bot ကနေလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်